အရက်ရှိဘူးဘယ်လိုလုပ်ရမလဲအရက်မျက်နှာကမယုတ်ပြီးသားနဲ့အသက်အရွယ်ခန္ဓာကိုယ်အလိုက်ဖွံ့ဖြိုးမှုကအဓိကတတ်မှတ်ရအောင်ဖြစ်ပါတယ်ဒါပေမဲ့ဆယ်ကျော်တဲ့အရွယ်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးထွားမှုကိုအထောက်အကူဖြစ်စေရန်နေ့စဉ်လေ့ကျင့်ခန်းကောင်းတွေရှိပါတယ်နံပါတ်1အနေနဲ့ရောအေးဦးအောင်အေးအောင်ဖြစ်ပါတယ်ခန္ဓာကိုယ်ကအနားယူပြီးတော့ဖွံ့ဖြိုးနေတဲ့အချိန်မှာအိပ်ဆက်ခြင်းကအရေးကြီးတာဖြစ်ပါတယ်ညဘက်ကတော့အဓိကအေးဦးအောင်အိပ်ပေးပါနံပါတ်2အချက်အနေနဲ့ရောအားပြောင်စားရဖြစ်ပါတယ်ပရိုတင်းဗီတာမင် D ကိုပြည့်ဝအောင်စားပြီးတော့အခြားအာဟာရတွေကိုလည်းပြည့်ဝအောင်စားမှာဖြစ်ပါတယ်အစားအစာကိုအလွန်အမြင်ကန့်ထထားမျိုးလည်းမလုပ်ပါနဲ့နံပါတ်3အချက်အနေနဲ့ကတော့ပုံမှန်လှုပ်ရှားခြင်းပဲဖြစ်ပါတယ်ဒီပါအားကစားလုပ်ပါကျင်းစော့ပါစတာတွေကခန္ဓာကိုယ်ကျန်းမာရေးအတွက်အယုပြတ်တာဖွံ့ဖြိုးမှုအတွက်ကောင်းပါတယ်အစားအစာတစ်ခုကတော့ရက်ကိုရှိသေးတာတော့မဟုတ်ပါဘူးနံပါတ်4နေရာကိုနေအောင်ကြည့်တဲ့ဗီတာမင် D ကိုဂရုစိုက်ရဖြစ်ပါတယ်ဗီတာမင် D အားဆိုရင်တော့ပြင်အယိုးကျန်းမာရေးအတွက်အရေးကြီးတာဖြစ်ပါတယ်။နေရောင်ခြည်ရရှိမှုနဲ့အစားအစာရရှိမှုတွေကနေရရှိပါတယ်။ဒီချုပ်ကိုပြန်ပြောရမယ်ဆိုရင်အေးဝအောင်အေးပေးရမယ်။အာဟာရတွေကိုပြည့်အောင်စားပေးရမယ်။ပုံမှန်လှုပ်ရှားမှုရှိရမယ်။ကျန်းမာရေး lifestyle ကိုဦးစားပေးရမှာဖြစ်ပါတယ်။မိခန္ဓာကိုယ်ကိုယ့်ရဲ့အရှိန်နဲ့ဖွံ့ဖြိုးနေရဆိုတာမှတ်ထားပါ။